Hello အားလုံးပဲမင်္ဂလာပါကိုကံဘလောကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုင်ငံခြားမှာလှုပ်သွားလို့ဖို့စဉ်းစားနေပြီဆိုရင်ဒီဗီဒီယိုလေးကမိတ်ဆွေအတွက်ဖြစ်ပါတယ်။ဘယ်ကစားရမလဲ၊ဘာတွေပြင်ဆင်ရမလဲ၊ဘာတွေလုပ်ထားရမလဲဆိုတာကိုပြောပြသွားမှာဖြစ်ပါတယ်။စိတ်ဝင်စားတဲ့ဆိုရင်ဒီဗီဒီယိုလေးကိုဆက်လက်ကြည့်ဖို့ဖိတ်ခေါ်ပါတယ်။ကျွန်တော်ကြုံတွေ့ခဲ့တဲ့အရာတွေပေါ့နော်။ကျွန်တော်ကတော့ပြန်ပြီး sharing လုပ်ပေးမှာပေါ့နော်။မှန်ရင်လည်းမှန်ပဲမှားရင်လည်းမှားရင်ပေါ့နော်။စိတ်ဝင်စားရင်ဆိုရင်တော့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆက်လက်ကြည့်ဖို့ကျွန်တော်ဖိတ်ခေါ်တယ်ပေါ့နော်။ဘယ်ကစားလို့ရမလဲဆိုရင်အဲ့လိုမျိုးဘယ်ကစားလို့ရမလဲစတွေ့တဲ့လူတယောက်အနေနဲ့ပေါ့နော်ကျွန်တော်ပြောပြသွားမှာဖြစ်ပါတယ်ပထမဆုံးကတော့ကျွန်တော် passport လုပ်ရင်ပေါ့နော် passport လုပ်ပြီးသွားချင်နိုင်ငံကိုစဉ်းစားရင်ပေါ့နော်ကိုသွားချင်တဲ့နိုင်ငံ okay ကိုသွားချင်တဲ့နိုင်ငံတည်သွားပြီဘယ်နိုင်ငံသွားမယ်အဲ့နိုင်ငံနဲ့ပတ်သက်တဲ့ပေါ့နော်အလုပ်တွေပေါ့နော်အမှဘယ်လုပ်တွေပေါ်လဲဘယ်လုပ်တွေအများဆုံးခေါ်လဲပေါ့နော်အဲ့ဒါကိုကိုကလေ့လာမယ်ပေါ့နော်လေ့လာပြီးပြီဆိုရင်ကိုကအဲ့လုပ်တွေနဲ့ပတ်သက်တဲ့ကိုကတင်တန်းနေတက်မယ်ပထမဆုံးကတော့တင်တန်းနေတက်မယ်ဗျာတင်တန်းနေတက်မယ်ဆိုရင်ကိုကကျွန်တော်တော့တင်တန်းတက်ပြီးတော့ certificate တစ်ခုတည်းထားမယ်စားပေါ့နော်ကျွန်တော်တင်တန်း2ခု3ခုပေါ့နော်အနည်းဆုံးတင်တန်း2ခုကတော့ကျွန်တော်တက်စီခြင်းပါတယ်ဘာလို့လဲဆိုရင်ဗျာအကိုကတင်တန်းတစ်ခုတက်ပြီးတော့လောက်ခေါင်နေပြီးတော့လောက်ခေါ်စာစောင့်မယ်စားဗျာကိုကတင်တန်း2ခုတက်ပြီးတော့2ခုလုံးဖောင်နေပြီးတော့လောက်ခေါ်စာစောင့်တာကိုတည်းစင်မြင်မလို့ထင်ပါတယ်အဲ့ဒါကြောင့်ကျွန်တော်အနည်းဆုံးတင်တန်း2ခုတက်ဖို့ကျွန်တော်ကတော့ recommend ပေးတယ်ပေါ့နော်โอเคနောက်ကျဘာစကားပေါ့နော်ဘာစကားလည်းရေးကြည့်ပါတယ်ပေါ့နော်ကိုသွားမဲ့နိုင်ငံမှာမူတည်ပြီးတော့ဘာစကားလည်းလေ့လာရမယ်ပေါ့နော်တော်လဲဆိုရင်ကျွန်တော်တို့လုပ်ငန်းခွင်မှာဗျာဘာစကားကိုကနားမလည်ဘူးဆိုရင်သူ့ရဲ့လှုပ်ရှင်တွေပြောတဲ့စကားတွေကိုကတင်နားမလည်ဘူးကိုပြောတဲ့စကားသူကနားမလည်ဘူးဆိုရင်လှုပ်ရှင်မကြိုက်တော့ဘူးဗျာတည်ရမလားတစ်ချိန်ချိန်မှာတော့သူတို့စိတ်ထဲမှာတော့မကြည်တော့ဘူးဗျာကိုယ့်အတွက်လည်း pressure ရှိတယ်ဗျာအဲ့အတွက်ကြောင့်မို့အရေးကြီးပါတယ်ဘာစကားပေါ့နော်ဘာစကားလည်းအရေးကြီးတယ်ပေါ့နော်လှုပ်ရှောင်းမယ်ပေါ့နော်စံဝတ်မှလာမယ်ဆိုရင်တော့တီယိုစကားလေးနည်းနည်းပြောတဲ့ရင်တော့ပို့ပြီးအလုပ်ကပေါ်တယ်ပေါ့ဗျာရှာလို့ရတာလွယ်တယ်ပေါ့ဗျာနော်တီယိုစကားလေးနည်းနည်းပါပါပေါ့နော်ကိုအင်္ဂလိပ်စကားလေးပြောရတယ်တီယိုစကားလေးနည်းနည်းပါပြောရတယ်ဆိုရင်အလုပ်ရှာလို့ရတယ်ပေါ့နော်ဒါပေမဲ့ကိုအင်္ဂလိပ်စကားနည်းနည်းပါပြောရတယ်တီယိုစကားမပြောတဲ့ဆိုလည်းကိစ္စမရှိဘူးပေါ့နော်အလုပ်ရှောက်လို့ရပါတယ်စင်ပြပါတယ်ပေါ့နော်okay နောက်ကျတော့စီဖောင်ကလည်းကိုယ့်အတွက်အရေးကြီးတယ်ပေါ့ first important ပေါ့နော်အင်တာဗျူးခင်သူတို့ကကိုယ့်ရဲ့စီဖောင်ကိုယုံကြည်ရတယ်လေစီဖောင်အရေးကြီးပါတယ်ကိုယ့်ရဲ့စီဖောင်ကိုကြည့်ပြီးသူတို့ကကိုယ့်ကိုအင်တာဗျူးကြည့်မယ်မဗျူးကြည့်ဘူးဆိုတာကကိုယ့်ရဲ့စီဖောင်ကြည့်မှသူတို့ဆုံးဖြတ်ပါလေအဲ့တော့စီဖောင်ကအရင်ကြီးရေးကြည့်ပါတယ် okay စီဖောင်ဘယ်လိုလုပ်ရမလဲမတည့်ရလူတွေအတွက် YouTube မှာရှာလို့ရပါတယ်အဲ့ဒါမဟုတ်ဘူးဆိုရင်လည်းကျွန်တော်လုပ်ပြီးဆိုရင်လည်း comment အောက်မှာရေးပြီးသွားပါကျွန်တော်စီဖောင်ဘယ်လိုလုပ်ရလဲဆိုတာကိုကျွန်တော်ဗီဒီယိုတင်ပေးပါမယ်โอเคအားလုံးပြီးသွားပြီဆိုရင်ဘာလုပ်ရမလဲဆိုရင်ကျွန်တော်တို့အားလုံးကိုတော့တင်တန်းတက်ခဲ့တဲ့ကိုယ့်ရဲ့စာဝါစာအနေအားလုံးကိုက note 3ပေါ့နော် note 3ပြန်အောင်ဖြစ်ပါတယ်ကိုကအင်္ဂလိပ်စကားပြောတဲ့နိုင်ငံကိုသွားမယ်ဆိုရင်ကို့မှာ C form တွေကအင်္ဂလိပ် C form တွေဆိုရင်တော့ note 3ပြန်တရားမလို့ဘူးပေါ့နော်ဒါပေမဲ့ကို့မှာ high school အောင်လက်မှတ်တို့10အောင်လက်မှတ်တို့ဘွဲရတဲ့လက်မှတ်တွေတို့ဆိုရင်မြန်မာလူတွေဗျာမြန်မာလူတွေအတွက်ကြောင့်ကျွန်တော်တို့ကကိုသွားမဲ့နိုင်ငံပေါ်မူတည်ပြီးစင်ကာပူလာမယ်ဆိုရင်အင်္ဂလိပ်စကားပြောင်းရမယ်အဲ့ဒါမို့ကိုကကိုရီးယားတို့ဂျပန်တို့သွားမယ်ဆိုရင်ကိုရီးယားတို့ဂျပန်တို့ဘာစကားပေါ့နော်ကိုယ့်ရဲ့အောင်လက်မှတ်တွေပေါ့နော်ကိုယ့်ရဲ့ service တွေအားလုံးကိုတို့ဘာစကားပြောင်းရပါမယ်နောက်ပြီးတော့ကိုဗစ်ပေါ့နော်ကိုဗစ်တချို့နေရာတွေကတော့လိုတယ်ဗျာဒီမှာတချို့နေရာတော့မလိုဘူးဗျာလူအားမရဗျာအနည်းဆုံးကိုဗစ်2ကြိမ်ထိုးတာပါပေါ့နော်မထိုးကိုမှထိုးထားတယ်ရှိတယ်ဗျာကိုမှထိုးထားတဲ့ service နဲ့ကိုနှစ်ဆုံးရှိတယ်ဆိုရင်notice ပြန်ထားပါပေါ့နော် okay notice ဆိုတာကဘာလဲပေါ့နော်ကျွန်တော်တို့နေရာလူတွေဆိုမေးတာရှိရင် notice ဆိုတာဘာလဲဘာကိုပြန်ရမလဲပေါ့နော်ဟုတ်ပါတယ်ကျွန်တော်လည်းရန်ကုန်ရောက်မှာပေါ့နော် notice ကြီးဆိုတာဘာလဲဆိုတာသိတာပေါ့နော်ဘာလို့ညမှာတောက်ပြင်နေတဲ့လူတွေကတော့ notice ဆိုတာဘာလဲကိုသိမှာပါကျွန်တော်တို့နေမှာကတောင်းမဲ့လူတွေအတွက်ကတော့ notice ဆိုတာတော့မသိဘူးပေါ့နော်ကျွန်တော်လည်းမသိခဲ့ပါဘူးကျွန်တော်လည်းရန်ကုန်ရောက်မှသိတာပေါ့နော်အဲဒါကြောင့်မို့ notice ဆိုတာကတော့ကျွန်တော်တို့တခြားနိုင်ငံကိုသွားမယ်ဆိုရင်ကျွန်တော်တို့မှာရှိတဲ့မြန်မာဘာသာစကားပေါ့နော်မြန်မာစာရီနဲ့ပါတယ်ကျွန်တော်တို့တင်တန်းလက်မှတ်တွေအောင်လက်မှတ်တွေကိုကျွန်တော်တို့ကကိုသွားမဲ့နိုင်ငံမှာမူတည်ပြီးတော့သူတို့ရဲ့ဘာသာစကားကိုကျွန်တော်တို့ပြောင်းရမှာဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်တို့နေမှာဆိုရင်တော့ပြောင်းဖို့တော့အဆင်မပြေဘူးဗျာကျွန်တော် notice မှာတိတ်မရှိဘူးဗျာနေမှာကတော့ရန်ကုန်မှာကတော့ပိုးတယ်ဗျာဒီမှာရန်ကုန်မှာကတော့ကျွန်တော်လှဲတန်းမှာလည်းရမယ်ထင်တယ်ပေါ့နော်လှဲတန်းမှာတော့ကျွန်တော်မလုပ်ဘူးဗျာဒါပေမဲ့ maybe ကျွန်တော်မြင်ဘူးလေဗျာလှဲတန်းမှာလည်းရမယ်ထင်တယ်အဲ့မဟုတ်ဘူးဆိုရင်တော့စူးလီမှာလည်းရတယ်ပေါ့နော်စူးလီမှာလည်းရတယ်ပေါ့နော်ဘယ်လိုသွားမလဲဆိုတာမသိဘူးဆိုရင်တော့ကျွန်တော်comment အောက်မှာဖြည်းဖြည်းကျွန်တော်ချက်ပေါ်မှာဖြည်းဖြည်းမေးလို့ရပါတယ်အားတဲ့အချိန်ကျွန်တော်ပြောပြပေးပါမယ် okay နောက်ကြတော့ notice ဆိုတာဘာလဲဆိုတာလဲကျွန်တော်ဗီဒီယိုလေးတစ်ပုဒ်နဲ့ကျွန်တော်တင်ပေးပါအောင်မယ်ပေါ့နော်တည်ရဲ့လူတွေအတွက်တော့မဟုတ်ဘူးပေါ့နော်မတည်ရဲ့လူတွေအတွက်ပဲပေါ့နော်တည်ရဲ့လူတွေကတော့ကြော်သွားလိုက်ရတယ်ပေါ့နော်ကိစ္စမရှိပါဘူးနောက်တစ်ခုကတော့ကိုကနိုင်ငံခြားမှာလာမယ်ဆိုရင်ပေါ့နော်ကိုရဲ့လွန်တက်တဲ့လူတွေဆိုရင်ပေါ့နော်လွန်တက်တဲ့လူတွေဆိုရင်ကျွန်တော်တို့လွမ်းနံတို့ကျွန်တော်တို့တယောက်တည်းထိကျန်တဲ့ခံတွေတော့
ခံနိုင်ဖို့လိုပါတယ်။ဘာလို့လဲဆိုရင်ကိုယ့်ရဲ့မွေးရမြေနဲ့ခွက်ခွာရတဲ့ဖြစ်တဲ့အတွက်ကိုယ့်ရဲ့မိသားစုကိုလွမ်းလာဖြစ်ဖြစ်ကိုလူကိုလွမ်းလာဖြစ်ဒီလူကိုလွမ်းလာဖြစ်ဖြစ်ဒီကျန်တာဖြစ်ပေါ့မယ်။ဇူတိုင်းကတော့ကြုံရတယ်ဗျာဒီမှာကြုံတော့ကြုံရမှာပဲ။အဲ့ဒါကိုကတန်ခံနိုင်မှာပေါ့နော်။အဲ့လိုမျိုးရှိပါတယ်။ပြင်ဆင်ခဲ့ဖို့ကျွန်တော်ကတော့ပြောချင်ပါတယ်ပေါ့နော်။နောက်ကျတော့ထမင်းဟင်းပေါ့နော်။ဟင်းချက်တက်ဖို့လေနည်းနည်းပါလိုတယ်ပေါ့နော်။ဘာလို့လဲဆိုရင်များကျွန်တော်တို့ထမင်းချက်တဲ့ရင်အတုံးစီတွေနည်းနည်းပါတော့တက်တာတယ်ပေါ့နော်။လုံးစလေးနည်းနည်းပေါ့တက်တာတယ်။ချို့အလုပ်တွေမှာတော့အလုပ်ကကျွေးတယ်။တချို့အလုပ်တွေမှာတော့ကိုယ့်ဘက်ကိုချက်စားရတယ်ဗျာ။ကိုယ့်ချက်စားတဲ့ခါမှာပေါ့နော်။ကိုယ့်ရဲ့စားတဲ့ပုံမူတည်ပြီးတော့နည်းနည်းပါကမ်းမိတယ်ပေါ့နော်။နောက်ကျတော့ကိုယ်တိုင်ချက်တဲ့ဆိုရင်မြန်မာပြည်စားစာကိုလွန်တဲ့ခါမှာကိုယ့်ဘက်ကိုချက်လိုက်ရုံပဲဗျာ။ကိုယ့်ဘက်ကိုချက်စားလိုက်ရုံပဲ။အဲ့လိုမဟုတ်ဘူးကိုကမချက်တတ်ဘူးဆိုရင်ဗျာတည်ရမလား။အလုပ်ကမကျွေးဘဲနဲ့ကိုယ့်ဘက်ကိုချက်စားရမယ်ဆိုရင်ကိုမချက်တဲ့ဘူးမချက်တဲ့ခါမှာကိုကဝဲစားမယ်ဆိုရင်ကိုညာစိတ်တွေပို့ပြီးထောင်းတယ်ပေါ့နော်အဲအကြောင်းမို့ကျွန်တော်ကတော့ထင်းချက်တဲ့အောင်လေးနည်းနည်းပါတော့ပြင်ဆင်ခဲ့ဖို့ကျွန်တော်တို့ပြောချင်ပါတယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ဘိုင်ဘိုင်